မီးအောင်စုံတွေနဲ့လင်းထိတ်နေတဲ့မြို့ပြကြီးရဲ့ညအချိန်မှာအနီအောင်ကားလန်းစားနဲ့ဘင်းလုံးခေါ်တဲ့ကြီးစားသမားတယောက်ကအသင်းဆောင်နေပါတယ်။သူအသင်းဆောင်နေတဲ့လူတွေကဗန်တများတိုက်နေတဲ့လူတွေကိုပါအခုတော့သူတို့တွေကိုရဲတွေလိုက်ဖမ်းနေလို့မြန်ပြေးရပြီးဘင်းလဲသူတို့ကိုကြိုးဖို့အသင်းရောက်လာတယ်။ဒေါ်လာတွေအများကြီးမလာနိုင်ခဲ့တဲ့ဆိုပေမဲ့အနောက်ကနေရဲကားတွေတတိကြီးရလိုက်လာပါသေးရဲ့။ဒါပေမဲ့ဘင်းရဲ့ကျွမ်းကျင်လာတဲ့ကားမောင်စကေးတွေကြောင့်ရဲကားကြီးတွေပဲပြန်ခံလိုက်ရတယ်။အဲ့လိုနဲ့ easily ရှောင်ထွက်လို့အပြီးမှာအပေးကိုလှုပ်ထားတဲ့အတိုင်းဓမြတွေကငပင်းကိုဒေါ်လာ4000ဝယ်ပေးရတယ်။ဓမြတွေလည်းကြီးပေးရတဲ့ငပင်းကိုစိတ်ထဲသိပ်ပဝင်မကြပေမဲ့နှစ်ယောက်သားလည်းရုပ်ပြတ်ထားတဲ့မျက်နှာဖုံးတွေချုပ်ပြီးပြန်သွားလိုက်ကြတယ်။ဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်တော့ရာလီလို့ခေါ်တဲ့မိန်းမလေးတယောက်ကအရင်ဆုံးသူ့ကိုယ်သူတီချပေးစီပြီးအိပ်ပျော်နေငပင်းကိုသွားနိုးတယ်။မနက်10နာရီခွဲနေပြီမထသေးလို့ကျင်းစန်းထဲမှာတုပ်ပြီးကြက်ဥကြော်နေတဲ့ဒေဝနဲ့မျက်နှာကိုကပ်ပြီးလိုက်မှလန့်နိုးသွားတယ်။ခဏကြာတော့ breakfast တူတူစားကြပြီးလက်ရှိသူတို့နှစ်ယောက်လုံးရဲ့ငွေကြေးအခြေအနေဆွေးနွေးနေတော့ခပ်ပြင်းပြင်းကားဘရိတ်အုပ်တန်နဲ့တူကလေးကိုပွေးချထားတဲ့လူတယောက်ကအိမ်တကောက်ဒုံလာခောက်တယ်။တကယ်တော့လမ်းပြုတ်ခင်းသူငပင်းကိုအရေးတကြီးအကူညီလာတောင်းတာပါ။ပြန်ပေးဆွဲခိုင်းတွေပြစ်မှတ်ထားနေတဲ့ဒီကလေးမလေးကိုတေချာကာဝယ်ပေးဖို့ငပင်းတို့အလုပ်လာတာပဲဖြစ်ပါတယ်။အချိန်ရက်စကန်တနေရာမှာစုံတော့ကြီးပါစီကိုသူတို့ပဲဖြစ်သူဟာစကန်မူကြီးခေါ်နေတယ်လို့လာပြောပါတယ်။မသွားခင်လေတပည့်ကျော်ယူသူ့ရဲ့ကားသစ် Chevy Cobra GT 500အကြောင်းကြွားပြပြီးအဲ့ဒီလမ်းပြုတ်ခင်းသူငပင်းဆိုတဲ့ကောင်ငါ့ရဲ့ကားသစ်နဲ့အမုန်းကြီးပြစ်မဲဆိုပြီးကြုံဝိုင်းစကန်မူကြီးစီသွားလိုက်တယ်။လမ်းပြုတ်ခင်းသူငပင်းကိုပဲဖမ်းချင်နေတဲ့စုံတော့ကြီးကိုစကန်မူကြီးကလွန်ခဲ့တဲ့2ရက်က Greenwood Company ရဲ့ဩဂနာနဲ့သူ့ရဲ့သမီးဖြစ်သူပြန်ပေးဆွဲခံရတဲ့အမှုအမြန်ကင်တွေပေးဖို့အမိန့်ပေးတယ်။စုံတော့ကြီးကတော့ငပင်းနဲ့ပတ်သက်တဲ့အမှုပဲကင်နေတယ်ဆိုပေမဲ့မြို့တော်အခုနေအများကြီးပေးဆောင်နေတဲ့ Greenwood Company ကိုမြန်ကင်တွေကူညီပေးဖို့စကန်မူကထမ်းမိတ်ပေးလိုက်တော့စုံတော့ကြီးလည်းလက်ခံလိုက်ရတယ်။ပြန်ပေးဆွဲခိုင်းတွေပြစ်မှတ်ထားတဲ့ကလေးမလေးရဲ့နာမည်ကတော့ Chelsea Greenwood လို့ခေါ်ပါတယ်။သူမကိုငပင်းစီခေါ်လာပေးခဲ့တဲ့လူရဲ့နာမည်က Morris ဖြစ်ပြီးလုံခြုံရေးအပြည့်နဲ့ရဲစခန်းလိုနေရာရှိပေမဲ့တခင်မ Greenwood ကမြောက်လောကမှာကြော်ကြတဲ့ငပင်းစီမှာပဲအလုပ်အပ်ချင်လို့ပါ။ငပင်းရဲ့ကားထဲမှာသာအလုံးစုံဆုံးမလို့ကလေးမလေးကိုကာကွယ်ဆောက်ရှောက်ပေးပြီးအခကြီးငွေနဲ့စိတ်ကြိုက်တောင်းဆိုနိုင်ပါတယ်လို့ Morris ကပြောပြတယ်။ချက်ချင်းပဲငပင်းရဲ့ပါတနာမိန်းမလေး Rally ကအဲ့ဒီစကားကိုအတန်သွင်းထားလိုက်တယ်။အလောက်ကလွယ်လုံးတာမို့လို့ငပင်းကဒေါ်လာ1000ငွေသားတိတက်မယ်ယူမယ်ဆိုပြီးအလောက်ကိုလက်ခံလိုက်တာနဲ့ဘေနာတိုက်ကဦးစီခန်းတွေနဲ့ငပင်းတို့လမ်းစော်လို့ Morris တယောက်အဲ့နေရာနေတခါတည်းရှော်ပြီးမေးစင်းအချိန်မပြေသေးတဲ့ကလေးမလေးကတော့ဘာထိခိုက်မှုမှမရှိပဲအဆင်ပြေပါတယ်။ဆရာကြီးငပင်းကတော့အင်ဂျီမှာကတ်နေတဲ့ကြီးစံတွေခါထုတ်ပြီးခဏကြာတော့သူ့ရဲ့ကားလမ်းစာကိုတေချာစစ်ကအခုတကောက်လောက်ကသေးပေမဲ့ငပင်းကအေးဆေးပဲဖြစ်သွားလိမ့်မယ်ဆိုပြီး Greenwood ခြံကြီးစီကားမောင်းထွက်သွားလိုက်ကြတယ်။ခန်းနေပြီဖြစ်တဲ့ငပင်းတို့အလောက်လာတဲ့ Morris ကရုပ်ပြတ်ထားတဲ့ဓမြမှာပါ။စုံတော့ကြီးနဲ့တပည့်ကျော်အရင်ဗန်ဓမြမှုတော့ CCTV မှတ်တမ်းတွေပြန်ကြည့်လမ်းပြုတ်ကွင်းသူငပင်းရဲ့ကားထဲမှာစုံတော့ကြီးတို့တွေတော့မသိမိမဲ့ဓမြမှာအငယ်မှာ Chelsea Greenwood လို့ရုပ်ပြတ်ထားတာကိုငပင်းဆိုတဲ့ကောင်ဒီတကောက်လက်ပူးလက်ချက်မိပြီကွာဆိုပြီးစုံတော့ကြီးတို့တွေပြောနေကြပါပြီ။အချိန်ဓမြမှာအငယ်မှာပြန်ပေးဆွဲထားတဲ့ Mr. Greenwood ကြီးကိုအစာရေးစာယူလာပေးပါတယ်။ Mr. Greenwood ကတော့သူ့သမီး Chelsea လုံခြုံရသလားလို့မေးတော့ရဲတပ်ဖွဲ့ထဲမှာဆိုတော့လုံခြုံတာပေါ့ဆိုပြီးလင်ညာပေးလိုက်တယ်။ဒါဆို TV နဲ့ Radio တခုခုဖြစ်ကြည့်လို့ရနိုင်မလားလို့ပြန်ပြီးတော့သူ့ချစ်သူဆာမာခွင့်မပြုလို့မရပါဘူးလို့အပြတ်ပြောလိုက်တယ်။အမေမြန်းထူရင်အပေါ့သွားချင်တာနဲ့ Mr. Greenwood ကိုစပွဲကုံအောက်ကစီးရိုးထဲပဲသွားခိုင်းတယ်။ရှူရှူပေါက်ဖို့ဘောင်းမီစည်းပြောလို့မရလို့ဓမြမလေးအခန်းမြင့်ခဏရှောင်ခိုင်းပေမဲ့ဟိုကမရှောင်ပေးတဲ့ပြင်အတင်းကြီးကူညီပေးမှလုံးနေလို့မလုပ်ဖို့ညင်းဆိုင်တောင်နဲ့တုံ့မိလိုက်တယ်။အဲ့တော့ဓမြမလေးလည်းစိတ်တော်ပြီးလူကြီးကိုအာမနာပဲပြောဆိုပြလိုက်တယ်။လူကြီးကိုအဲ့လိုမပြောရဘူးဘာညာတင်ပြနေတော့ဓမြမကြီးဆာမာရောက်ကြလာတယ်။နောက်ပြီးတစားကန်နဲ့အရောတဝင်ဆက်ဆံရလားဆိုပြီးပေါ့ဘဲပန်းညာပြန်ရိုက်ပြီးတာနဲ့အာဘွားပေးပြန်ချောလိုက်တယ်။ဇာကန်ဖြစ်တဲ့ Mr. Greenwood ရဲ့သမီးကိုပရိုတယောက်ဖြစ်တဲ့လမ်းပြုတ်ကွင်းသူငပင်းစီမှာပို့ထားလိုက်ပြီလို့ပြောပြတယ်။ဘာလို့ဘင်းစီမှာကလေးမလေးကိုသွားထားလိုက်ရလဲဆိုရင်ဓမြမဆန်မှာငပင်းကိုမကြည့်တာရဲ့ Mr. Greenwood စီကနေလည်းငွေညှစ်ချစ်တာရဲ့ပေါင်းလိုက်ရင်ခဲတလုံးနဲ့ငှက်နှကောင်ပြစ်မဲ့အကြံမှာအချိန်ငပင်းတို့ကတော့ Greenwood ခြံဝန်းကြီးစီရောက်လာပြီးဂိတ်ကားလူတွေကိုကလေးမလေးကိုပြပေးလိုက်တာနဲ့ခြံတကောက်ဖွင့်ပေးလိုက်ကြတယ်။ငပင်းတို့လည်းခြံထဲဝင်တာနဲ့ရှေ့မှာလမ်းပိတ်ခံရပြီးလူတစုကတနက်တွေနဲ့ဝိုင်းချိန်လိုက်ကြတယ်။သူတို့တွေကလည်းစုံတော့တွေပြစ်ကြပြီးအမွေစိမ်မဆန်မှာရုပ်ပြတ်ပြီးကလေးမလေးကိုကဲကိုင်းမိုးဆိုပြီးဂျင်းနဲ့ခံထားရတဲ့ဖွဲ့တစ်ဖွဲ့ပါ။အဲ့တော့ငပင်းလည်း Morris အလောက်လာတဲ့အတန်ဖိုင်ကိုချက်ချင်းဖွင့်ပြလိုက်တယ်။အချိန်စုံတော့ကြီးတို့တွေလည်းလမ်းပြုတ်ကွင်းသူငပင်း Greenwood ခြံမူကြီးထဲမှာဆိုတာသိတာနဲ့ငပင်းကိုဖမ်းဖို့အတွက်ထွက်လာခဲ့ကြပါပြီ။ခြံထဲမှာတာဝန်ကျတဲ့စုံတော့တွေဟာ Greenwood family မှာ Morris လို့ခေါ်တဲ့ bodyguard မရှိရမလို့ဥက္ကဋ္ဌနဲ့ပတ်စံတွေဘယ်မှာဖွက်ထားရလဲဆိုပြီးအတင်းမေးတယ်။နောက်ပြီးဒီကားစုပ်တွေကအမြန်ထွက်ခဲ့စမ်းဆိုပြီးရန်စားလိုက်လို့ငပင်းလည်းတီမီစတီယာရီယွန်ကိုင်နာနဲ့စုံတော့လည်းတနက်နဲ့လမ်းဆော်လိုက်တယ်။ကြည်လဲကာနိုင်တဲ့ကောင်အထင်သေးမိတဲ့စုံတော့ကားမောင်းကျွမ်းတဲ့ငပင်းစီမှာပညာပေးခံလိုက်ရတယ်။ငပင်းရဲ့ဘီးတစ်စောင်းကားမောင်းရဲ့အေးစီးပြတ်သွား Chelsea Greenwood လန့်နိုးလာတော့ Rally ကချော့ပေးလိုက်ရတယ်။စုံတော့တွေတင်ကားပြိုတဲ့ rifle နဲ့ငပင်းကိုလမ်းထူးကတီတီလေးလွတ်သွားတဲ့ချိန်စုံတော့ကြီးပါစီတို့ကအမိန်အာနာနဲ့ဂိတ်တကောက်ကိုအတင်းဖွင့်ခိုင်းတယ်။သူတို့လည်းဖွင့်ရောငပင်းကဝင်းကနဲ့စုံတော့ကြီးပါစီတို့နာရောက်လာပြီးမင်္ဂလာပါလို့လာနှုတ်ဆက်တယ်။အဲ့ဒါကိုခွင်အောင်ပြီးပါစီရှော့ကန်နဲ့လမ်းဆော့မလို့တော့ကိုးလက်ပဲအညံ့ခံလိုက်ရတယ်။ပြန်ပေးဆွဲသမားငပင်းမင်းတော့ထောင်နဲ့10နှစ်လောက်နေရပြီပဲဆိုပြီးပါစီကတက်တင်တဲ့တကွာပြတယ်။ငပင်းလည်းတက်တဲ့ကိုကြီးသလိုလိုနဲ့ယူပြီးလစ်ပြေးသွားတယ်။ဓမြမဆန်မာကတော့ရာဇဝတ်သား driver အစ်စ်ကိုပရိုကြတဲ့ငပင်းချောင်းရှင်းပြပေးတယ်။ငပင်းကိုတိတ်အထင်မကြီးတဲ့ driver အစ်စ်ကလောင်စာစီခဏဖြစ်တည်နေတဲ့အချိန်သူတို့နဲ့မလန်မဝေးမှာငပင်းတို့ကရှိနေပြီးဆာလောင်နေတဲ့ဘိုက်ကိုပြေးကြဖို့ strawberry ပူတင်နဲ့နွားနိုးတစ်ခွက်မာလိုက်တယ်။ငပင်းတရားစုံတော့ပါစီစီကမားလာတဲ့တက်တင်မှာကလေးမလေးပုံပါနေတော့ဒါသမီးဟုတ်သလားလို့မေးတော့မဟုတ်ပါဘူးလို့ဖြေလိုက်တယ်။အချိန်ငပင်းရဲ့တပည့်တယောက်ကရုံးကမ်းမှာ Morris ရဲ့အလောင်းမရှိပါဘူးလို့ပုံစံလာပြီး Chelsea Greenwood ကလည်းသူမတို့မိသားစုမှာ Morris နာမည်နဲ့အဆောင်မရှိပါဘူးလို့ပြောပြတော့
ငါဘေးနဲ့ရာလီလက်ရှိအခြေအနေတွေကြောင့်ဆွေးနွေးနေတော့ငါဘေးလည်းတက်တဲ့တရားပုံမှာညအချိန်ဆိုတော့တနေ့ဟာညမှာအလုံးလုံးတော့ရဲကားတို့တပတ်ရိုက်ဖို့ထရက်ကားနားမှာခဏရပ်မိလိုက်တယ်တက်တိုင်းဆိုင်မဲ့အထရက်ကငါဘေးတို့ရှိရပြန်မောင်းသွားတော့ချက်ချင်းပဲရာလီကိုတနက်နဲ့ထုတ်ပစ်ဖို့ပြောလိုက်လို့ဟိုကလည်းပြစ်လိုက်တာဒရိုင်ဘာတည့်ရဲ့နှထီုံမှန်သွားပြီးငါဘေးတို့လည်းသူတို့ထောင်ချောက်စင်တဲ့လူတွေကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါပြီရာလီဟာတေချာအာယုံဆိုင်ဖို့ပြောပေမဲ့ငါဘေးကထရက်ကားပေါ်တက်ဖို့လို့တော့ဟိုကလက်ပစ်ပုံးနေနဲ့ထူတယ်နောက်ပြီးငါဘေးတို့လွတ်ထွက်သွားထရက်ကားနဲ့တွန်းလိုက်ပေမဲ့ဟိုက easy လေးပါပဲအစ်စ်တိဆောက်နေတရားဖို့စာမာတို့ကတက်သွားတော့ငါဘေးတို့လည်းလိုက်လာပါသေးတယ်ရင်ဆုံးစာမာအတုံးချတဲ့ဒရိုင်ဘာတစ်ကိုလဲစားပြီးအရင်ရှင်းပြေးကထရက်ကားတွေကနောက်ထပ်ကားတစ်စီးနဲ့ခုန်ထွက်သွားတယ်တရားပေါ်ပြုတ်ကြတော့မဲ့ငပင်းသူ့ရဲ့ကားမောက်စကင်နဲ့ brake ကိုတေချာအုပ်ပြီးတီတီလေးလွတ်သွားကြတယ်ပြန်လိုက်လာတဲ့ငပင်းတို့လည်းမြင်ရောဓမြမဆာမာတို့လည်းကားနဲ့ပြန်ပြေးကြပါပြီကြားကြီးချီယာကြီးလို့ငပင်းတယောက်လည်းဒီကောင်မတွေကိုအမိဖမ်းမဲ့ဆိုပြီးဆုံးပြလိုက်တယ်အဲချိန်စုံတော့ကြီးပါစီကတော့ငပင်းကိုမကျင်တဲ့သမျှအကြောင်းနဲ့တူတူပဲကြော်ယူပြောပြနေတော့ဌာနကနေလမ်းမြုပ်ကင်းသူငပင်းကိုမိန်လမ်းမကြီးမှာခြေရခံမိပြီလို့သတင်းလာပို့ပါတယ်မိန်လမ်းမကြီးမှာရောက်နေတဲ့စုံတော့ပါစီလည်းငပင်းတို့မြင်ပြီးလက်ဖမ်းမှုအတွက်စိတ်တွေနှိုးကြလာပါပြီဓမြမဆာမာတို့လိုင်းဘွားကလေးပေါ်လာတဲ့စုံတော့ပါစီဟာရှော့ကန်နဲ့အနီးကပ်ဆော်လိုက်တာငပင်းရဲ့ကားမှန်ပေါက်ထွက်သွားတယ်အဲတော့ငပင်းလည်းဒေါသနဲ့ကားပေါ်ကိုတိုင်းလိုက်တာစုံတော့ကြီးပါစီရဲ့ကားအသစ်လေးစုပ်ပြတ်သက်သွားကြတယ်ငပင်းလည်းဓမြမဆာမာကိုအမိလိုက်ပြီးရာလီပစ္စတိုနဲ့ပစ်ခိုင်းတဲ့အချိန်ကလေးမလေးကသူမရဲ့အဖေဖြစ်သူမြင်ပြီးမလုပ်ဖို့အော်တယ်ဓမြမဆာမာရဲ့ကားမောင်းတဲ့စကီယာပေါ်သေးသေးမဟုတ်ပေမဲ့အနာကလာတဲ့ငပင်းကိုလန့်ပြီးမြောက်ကားပါကင်နဲ့ဝင်မိလိုက်တယ်ငပင်းလည်းအခြေအနေကိုတေချာအကဲခတ်ပြီးရာလီကိုကလေးကြီးကိုင်းကဘယ်သူမှမရှိတဲ့ဓမြမဆာမာတို့ရဲ့ကားနောက်ချင်းကပ်လာခဲ့တယ်ချက်ချင်းဆိုသလိုကားရဲ့စကားပြောစကားကနေဟိုတနေ့ညငပင်းကိုမလိန်တပတ်ရိုက်သွားဓမြမဆာမာအနောက်ကနေအသာလေးတန်းနဲ့လမ်းထူးမလို့လို့တော့စကားပြောစကိုဓာတ်နဲ့လီလိုက်တော့ဓာကြီးသွားဓမြမဆာမာကိုငပင်းကဓမြောင်နဲ့ပြန်ပေါက်ပြီးကားတစ်ခေါက်လည်းလက်နဲ့ဆွဲပြလိုက်တယ်ဆာမာလည်းကြောက်ပြီးတန်းနဲ့ပြစ်ပေမဲ့ငပင်းကကြီးစံတွေအသာလေးခါထုတ်ပြလိုက်လို့ဒါအောင်မြင်ပြီးလန့်သွားတဲ့ဆာမာပြန်ပြေးရင်ပတ်တဲ့လက်ပစ်ပုံထုတ်ကရာလီလည်းငပင်းကိုစိတ်မချလို့ထွက်ကူဖို့လောက်ကမှာကလေးမလူဓမြောင်တွေဖမ်းလိုက်ကြတယ်ဓမြောင်ရာလီကိုလက်နဲ့ချအညံ့ခံဖို့ပြောနေတော့ဘုံတော့မပြုံတဲ့ငပင်းကြောင့်ဆာမာတို့တွေလွန်လန်းမရှိတော့ဘူးဆိုတာသိလိုက်ရတယ်အဲဒါကြောင့်မစ္စတာဂရင်းဝုဒ်စီကငွေညစ်ထားတဲ့ဒေါ်လာ2 သန်းနဲ့တသန်းပြီးငါတို့အလုပ်ပေးဖို့ဆာမာလမ်းပြောတယ်ဒေါ်သားတွေတထောင်ထောင်ထားနေတဲ့ငပင်းကြောင့်ဘလို့မှညီလို့မရဖြစ်နေတဲ့အချိန်အငယ်မရောက်လာပြီးဒေါ်လာ2 သန်းလုံးပေးပါမယ်လို့လာဝင်ပြောတယ်ကြာရမရတဲ့ဆာမာလည်းအငယ်မကိုတစားကန်လုပ်ပြီးငပင်းကိုလက်နဲ့ချဖို့ပြောလိုက်တယ်ကလေးလေးနဲ့ပတ်သက်စိတ်ဓာတ်ကောင်းတဲ့ငပင်းကလက်ထဲကဓာတ်ကိုချလိုက်တာနဲ့ဆာမာသူ့နှစ်ဖူးတက်တဲ့ကိုတန်းတန်းနဲ့ဆော်လိုက်ပေမဲ့ဘာမှမဖြစ်ပဲအသိစိတ်သာလွတ်သွားတယ်ဆာမာလည်းကားတစ်စီးပေါ်အမြန်တက်ပြီးပလက်ကျွတ်နေတဲ့ငပင်းကိုကားနဲ့ဝင်ကျုံပြတယ်အဲ့တော့ငပင်းလည်းအသိစိတ်ပြန်ဝင်လာပြီးပြန်လာတိုက်တဲ့ဆာမာရဲ့ကောင်လက်တစ်ပတ်တည်းနဲ့မပြီးလမ်းပြေးလိုက်တယ်ရာလီလည်းကလေးဖမ်းထားတဲ့ကောင်လျှက်တစ်ပြက်တွင်ရှင်းလိုက်ပြီးရိုးစိမ့်နေတဲ့ဓာတ်စိနာဆာမာအသက်ချမ်းသာပေးဖို့အငယ်မငပင်းကိုတောင်းဆိုတယ်လုံးဝအညံ့မကန်ခြင်းနဲ့ဆာမာတနက်ဖောက်လိုက်တာနဲ့ဘေးနာလောင်စာစီနဲ့အတူပောက်ကွဲသွားတယ်အဲအချိန်ရဲရရှိတွေလည်းမြောက်ကားပါကင်ဝင်ပေါက်ပိတ်ဆို့တာပြီးစုံတော့ကြီးပါစီတို့ကလည်းအစင်းသစ်ဖမ်းဖို့စောင့်နေကြတယ်ပရိုကြားတဲ့ငပင်းကြောင့်ဂရင်းဝတ်သားဖားနှစ်ယောက်လည်းပြန်လည်ဆုံစည်းသွားပြီးသူတို့လည်းကြီးပြူစွာနဲ့ငပင်းကိုဒေါ်လာ2 သန်းပေးလိုက်ကြတယ်အောင်မြင်စွာပြီးဆုံးသွားတဲ့အလုပ်ကြောင့်စိတ်ချမ်းသာစွာနဲ့ပြန်မယ်လို့မှအငယ်မလေးကိုလမ်းတွေ့ပြီးသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တယ်သူချေရတဲ့ဆာမာတိတ်ဆုံးသွားတော့မျောလင်းချက်တွေပျောက်ဆုံးသွားခဲ့ရတဲ့အငယ်မငပင်းရဲ့ကားပေါ်ရောက်တာနဲ့မောပန်းပြီးတခါတည်းအိပ်ပျော်သွားတယ်အပြင်မှာဖမ်းမှုအသင်းဆောင်တဲ့စုံတော်ကြီးပါစီတို့ငပင်းကိုအမြန်ထွက်ခဲ့ပြီးအညံ့ခံမှုလော့စပီကာနဲ့လမ်းဟော်ကြတယ်လမ်းဖြုတ်ကင်းသူငပင်းလည်းဒီကောင်းနေပျော်တော့ခဏလောက်ကစားပြီးမောင်းထက်သွားရင်ဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်ကြည့်ရှုအားပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုအန်နီယရီကပ်မြန်မာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်